ဂျပန်မြန်မာ BND YouTube Channel နဲ့ TikTok ကိုကြည့်ရှုနေကြတော့အသကားဝါသနာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်တင်ဆက်ပေးနေတဲ့2026ကမ္ဘာ့ဖလားပွဲစဉ်တွေထဲမှာပွဲစဉ်တချို့ဒါသုံးသက်ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်လည်း14ရက်နေ့ည17နာရီခွဲမှာကျင်းပမဲ့ဂျာမနီအသင်းနဲ့ကူရာဇောအသင်း15ရက်နေ့မနေ့မှာကျင်းပမဲ့2နာရီခွဲမှာကျင်းပမဲ့ကျွန်တော်နယ်သာလန်အသင်းနဲ့ဂျပန်အသင်း9နာရီခွဲမှာကျင်းပမဲ့ကျွန်တော်တို့အာဘီဂိုအသင်းနဲ့အီကွေဒေါအသင်း8နာရီခွဲမှာကျင်းပမဲ့ကျွန်တော်တို့ဒါဒီစီရင်အသင်းနဲ့တူနီရှားအသင်းတို့ရဲ့ပွဲစဉ်၄ပွဲတည်းမှာအကြိုက်ဆုံးနှစ်ပွဲကိုကျွန်တော်ကိုယ်စင်နဲ့အတူအမြင်အာရုံမတန်ဆွမ်းပုံမောင်တို့ဆွေးနွေးသုံးသပ်ပေးမှာဖြစ်ပါတယ်ပုံမောင်ရေးမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဒီနေ့အကိုတို့ရွေးချယ်တင်ဆက်သွားမယ့်ပွဲလေးကိုပိတ်သက်ကြီးကိုပြောပြလိုက်ရအောင်နော်ဟုတ်ကဲ့ပါဟုတ်ဒီနေ့၄ပွဲထဲမှာကျွန်တော်တို့တင်ဆက်သွားမှာတော့ည7နာရီခွဲမှာကံမဲ့ကျွန်တော်တို့ဂျာမနီနဲ့ခရိုဆော့အသင်းကိုသုံးသပ်ကြရအောင်နော်ကျွန်တော်လည်းအဲ့အသင်းကတော့တစ်ခါမှမကြောက်ဘူးသေးတော့အခေါ်လေးတွေကတော့ပြန်လက်တော့မတူဘူးပေါ့နော်တိမ်ဆောင်သွားရင်တော့ကျွန်တော်တို့နားလည်ပြပါလို့နားလည်ပြပါဒါဆိုရင်တော့ကျွန်တော်တို့ဂျာမနီပွဲကိုအရင်စပြောလိုက်ကြအောင်နော်ဟုတ်ကဲ့ဟုတ်ဂျာမနီကတော့ကျွန်တော်တို့ဒီနေ့တော်ပြင်ဆင်ထားပါတယ်ပြင်ဆင်ထားတာလည်းဖြစ်တဲ့အတွက်ပွဲဦးတော့မှတွေ့ရမယ့်အသင်းကလည်းကျွန်တော်တို့လုံးဝကိုမှဒီကဖလားနဲ့ပတ်သက်လို့ရှိရင်အရန်ကိုစိတ်နဲ့အသင်းပေါ့နော်ဟုတ်ကဲ့ဒါပေမဲ့သူကတော့ကျွန်တော်တို့နားလည်ရသလောက်သိရသလောက်ပြောရရင်တော့ဒီစင်မှာဒီလောက်ရောက်ရင်ဆိုတာကျန်လို့ရတဲ့အသင်းပေါ့နော်ဟုတ်ကဲ့စိတ်ဓာတ်တစ်ခုနဲ့သူကတော့ရှင်ပြန်ကစားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ညကတော့ကျွန်တော်တို့ဘာပဲပြောကျွန်တော်တော့အများအားပြောနေကြစကားပဲပြောရမှာပေါ့ဂျာမနီဒီကိုပြတ်ပဲစောင့်ကြည့်ရမှာပါဂျာမနီပဲနိုင်မှာပါဟုတ်ကဲ့ပါကိုဂျာမနီကတော့ကျွန်တော်တို့ဒါကမ္ဘာဖလားမှာဆိုရင်ဒါဂျာမန်ဘလူးတောင်တင်စားလို့တောင်ရတယ်ပေါ့နော်ဒီကျွန်တော်တို့2014မှာကန်သွားတာတွေလည်းကြည့်လိုက်အောင်ဒါဘရာဇီးလိုမျိုးအေရှင်လိုအသင်းကိုဒါဖုတ်သွားတာတွေဆိုရင်ဒါဂျာမနီကဘယ်အသင်းမှမညာဘူးဆိုတဲ့သဘောမှာတက်ရောက်တယ်ပေါ့ကျွန်တော်တို့သူဂျာမနီနဲ့ကန်ရမယ့်အသင်းဆိုတာလဲဒီနေ့မှာဒါနယ်သာလန်ကနေခွက်ထွက်လာတဲ့ဘူရာဆော့အသင်းလေးဖြစ်နေတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာပေါက်ကြေးအရာကြည့်မယ်ဆိုတော့သုံးလုံးကို80ရှုံးတော့ပေးထားတယ်ဂိုးပေါင်းကြေးအရာဆိုရင်ဒါ၄လုံးကို50ရှုံးတော့ပေါက်ထားတဲ့အသင်းဖြစ်နေတယ်ကျွန်တော်ဒီပွဲမှာဂျာမနီအပေါ်ဆုံးပေါ့နော်အပေါ်ဆုံးဂျာမနီကိုကြိုက်ပါတယ်ဂျာမနီကိုပိုကြိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုရအောင်ဆိုနောက်တစ်ပွဲအနေနဲ့ကိုဘယ်ပွဲလေးရွေးထားပါလဲနောက်ပွဲကတော့ကျွန်တော်ဒုတိယပွဲအနေနဲ့ကတော့ကျွန်တော်တို့အာရှဘလူးလို့တင်စားရမယ်ကျွန်တော်ဂျပန်နဲ့နယ်သာလန်ပွဲပေါ့ဗျာအဲ့ဒီပွဲကတော့မဖြစ်မနေကျွန်တော်တို့ရွေးချယ်မှာဖြစ်ပါတယ်အဲ့တော့ညီလေးကအရင်စပြောကြည့်ပါဦးနယ်သာလန်နဲ့ဂျပန်ပွဲကိုဟုတ်ကဲ့ပါကိုဒါကကျွန်တော်တို့ဂျပန်အသင်းဆိုတာလဲเนาะဒီ2022မှာတော်တော်ကောင်းခဲ့တဲ့အသင်းလို့ဒါထင်ရတယ်ပေါ့နော်ဒီဂျာမနီအသင်းတွေပါဖြုတ်ခဲ့တဲ့အသင်းတွေပေါ့နော်ဒီဂျပန်အသင်းဆိုတာနယ်သာလန်အသင်းဆိုလဲအခုပြန်လဲပြီးတော့ဒါသူတို့တချို့လူတွေခံမဲ့နေရတာဒါကမ္ဘာဖလားတောင်မှစိတ်ခေါ်နိုင်တဲ့အသင်းလိုတော့မှဒါတင်စားနေကြပေါ့နော်နယ်သာလန်အသင်းကိုလဲဒီပွဲစဉ်ကတော့ဒါကတော့ရှင်းလေးပါဥရောပတိုင်းနဲ့အာရှတိုင်းနဲ့တွေ့ဆုံမှုမှာတော့ဒါသိမကွာကြဘူးပေါ့သူတို့နှစ်ယောက်သူတို့နှစ်သိန်းတွေ့ဆုံမှုကလည်းဘိုးကလည်းသိမပြတ်ဘူးပေါ့နော်တူတူတစ်ခါနဲ့1-0တစ်ခါကြထားတဲ့အတွက်ကျွန်တော်ဒီဘက်ကိုလိုရင်းတူရင်သုံးသပ်ရမှာဆိုရင်နယ်သာလန်တို့ပိုကြိုက်ပါတယ်နယ်သာလန်မဲ့1-0နဲ့နိုင်သွားမလားပေါ့နော်ထင်မိပါနယ်သာလန်ပိုကြိုက်ပါတယ်ဒီနေရာမှာတော့ကျွန်တော်ကနည်းလေးညီလေးနဲ့ကွဲပြားခြင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့အာရှသားကျွန်တော်အနေနဲ့ကတော့ဂျပန်ကိုပိုကြိုက်နည်းနည်းပိုကြိုက်တယ်ပေါ့နော်ဟုတ်ကဲ့ဂျပန်ကတူးတယောက်ကောင်းတယ်ပြောရင်တော့နယ်သာလန်ကိုတော့ဒါကျွန်တော်တို့ကရှင်းလို့မရဘူးပေါ့ဒါပေမဲ့ကင်းဝတ်နဲ့စူးစီးမှုနဲ့ဆိုတော့ဂျပန်ကစိတ်ဓာတ်ပိုမှကျုံးမှုရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့တော့ကျွန်တော်ကတော့ဂျပန်မရှုံးပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဂျပန်ကိုပိုကြိုက်ပါတယ်လို့ဟုတ်ကဲ့ပါဟုတ်အခုကဂျပန်ပိုကြိုက်တယ်ဟုတ်ပါလေဂျပန်လည်းကြိုက်တော့ကြိုက်တယ်ပါဒါပေမဲ့ဒီပေါ့2026မှာပြင်ဆင်လာတာတော့နယ်သာလန်ကတော်တော်ပြင်ဆင်လာတယ်လို့ကျွန်တော်တို့ဒေတာအချက်လက်တွေရတော့သိရတယ်ပေါ့နော်
အားကြောင့်လည်းကျွန်တော်ကဒီဘက်မှာနယ်သာလန်တော့ရွေးချယ်ထားတာပေါ့အခုနဲ့ဒီဘက်မှာတော့နည်းနည်းလေးကွဲလဲမှုတွေရှိသွားတာပေါ့နော် ဟုတ်တယ်ဒီပွဲကတော့ကျွန်တော်ကဂျပန်ကိုကြိုက်ရတာလည်းခြေစမ်းပွဲတွေဆော့တာမှာရောကျွန်တော်လေ့လာခဲ့တဲ့လောက်ပွဲတွေမှာလည်းဂျပန်ခုနှစ်ပိုင်းကစားတဲ့ပုံကခြေစမ်းပွဲရောခြေစပွဲရောတော်တော်ကိုမှယူဒီဇိုင်းနဲ့အားထည့်ပြီးကစားတာတွေ့ရတယ်ဗျအဲ့ခါကျတော့အခုကလည်းအုပ်စုအဖွင့်ပွဲလည်းဖြစ်တော့သူရင်ကိုယ်တင်အကျိတ်နဲ့ရှိလိမ့်မယ်ရှိတဲ့အခါမှာကျွန်တော်ဂျပန်ကဖွဲ့စည်းထားတာလည်းတော်တော်ကိုတောင့်တင်းပါတယ်ကျွန်တော်ကကစားသမားတိုင်းကိုကောင်းမသိတာပေါ့နော်ဒါပေမဲ့ဂျပန်မရှုံးပါဘူးကျွန်တော်သိကြပါတယ်ဂျပန်ကပဲအကြောင်းပို့ကြိုက်တာပါ ဟိုဒီအုပ်စုကိုပြောမှဆိုဒီအုပ်စုကလည်းတော်တော်ကြက်တဲမဲ့အုပ်စုလို့ဒါကျွန်တော်တို့ပို့ထင်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာဂျပန်နယ်သာလန်ဆွီဒင်တူနီးရှားဆိုပြီးတော့ဒါအုပ်စုလေးသိန်းအုပ်စုကတော့ပို့ပြီးတော့ဒါတခြားအုပ်စုတွေကပို့ကြက်မယ်လို့တော့ထင်ပါတယ်ပေါ့နော်။ဘာပြောနေကဒီနယ်သာလန်နဲ့ဂျပန်ကတော့ဒါပွဲကြီးပွဲကောင်းလို့လည်းကြည့်ရှုရမယ်လို့တော့ကျွန်တော်တို့သုံးသပ်မိတယ်ပေါ့နော် ဟုတ်ပါတယ်ညီလေး ဟုတ်ကဲ့ပါ အဲ့တော့ဒီနေ့ကျွန်တော်တို့ရွေးချယ်ရတဲ့ပွဲလေးနှစ်ပွဲရှိတယ်ပေါ့နော် ဟုတ်ကဲ့ပါ ဂျာမနီနဲ့ခရိုဆော့အသင်းကံမဲ့ပွဲကိုဂျာမနီကိုကျွန်တော်ညီကိုတွေအကြိုက်တူခဲ့တယ်နယ်သာလန်နဲ့ဂျပန်နဲ့ပွဲကိုညီလေးကတော့နယ်သာလန်ကိုပိုကြိုက်တယ်ပေါ့နော်ကျွန်တော်တော့အာရှဂျပန်ကိုပိုကြိုက်မိပါတယ် ဟုတ်ကဲ့ပါပေါ့ အဲ့တော့ကျွန်တော်တို့နဲ့အတူတူမကြမီချိန်မှာလာတော့မဲ့ပွဲစဉ်တဲ့ပွဲကိုအာကစားဝါဒရှင်နဲ့စောင့်ကြည့်ကြပါစို့ဗျာ ဟုတ်ကဲ့ပါကိုကြီးဒါကျွန်တော်တို့နေ့စဉ်တင်ဆက်ပေးနေတဲ့အားသာသတင်းသုံးသက်ချက်တွေမှာလည်းဒါကျွန်တော်တို့ညီကိုနှစ်ယောက်အများကြီးမဆန်းသက်ဖြစ်တဲ့အတွက်ဒါအတက်နိုင်ဆုံးကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်တင်ဆက်မှုတိုင်းမှာလည်းဒါကဟိုခံမှန်းသမျှပွဲတွေထဲမှာ6ပွဲမှာ5ပွဲမှန်ပြီးတပွဲတော့ဒါကျွန်တော်တို့မှားခဲ့တယ်ပေါ့နော်ကျွန်တော်ညီကိုနှစ်ယောက်ရှေ့ဆက်ပြီးတော့လည်းဒီထက်မကဟိုမိုတီးကြတဲ့ခံမှန်းမှုတွေနဲ့ပြန်လာခဲ့ပါဦးမယ်လို့နှုတ်ဆက်ရင်းနောက်ဗီဒီယိုတွေမှာထပ်တွေ့ပါဦးမယ် see you next video